ပရိသတ်များမင်္ဂလာပါရှင်။ဒီ audio book channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ဒီကနေ့မှာပရိသတ်များအားလုံးအတွက်ရွေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့စာရေးသူပိုးရေးသားထားတဲ့နေကြီးထွေးမှနှွေးပါမယ်ဆိုတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဒီကနေ့မှာတော့ပရိသတ်ကြီးကအပိုင်း1ကိုစတင်ပြီးတော့မှနားဆင်ရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာကျမတို့ရဲ့ channel လေးကိုထုံးစံအတိုင်းပဲ subscribe လုပ်ထားပြီးတော့မှဘေးက notification bell လေးကိုနှိပ်ပြီးတော့အားပေးထားဖို့တောင်းဆိုပါတယ်။ဇာတ်လမ်းလေးကိုတော့အခုပဲစတင်လိုက်ပါမယ်နော်။ပချန့်လေးနဲ့တတက်လေးပေါ်အောင်ပြုံးပြတတ်တဲ့မျက်လုံးလေးဝိုင်းအောင်အံ့ဩပြတတ်တဲ့သပင်အခွေဖွားဖွားလေးတွေကိုလက်နဲ့တက်တင်တတ်တဲ့အိုက်လာပြီဆိုရင်အောက်နှခမ်းလေးနဲ့လေကိုမှုတ်ထုတ်တတ်တဲ့နေကြီးရဲ့ဘဝကိုကြပြောင်းကြပြန်ဖြစ်သွားလှုပ်သွားခဲ့တဲ့စင်မင်းတူဆိုရက်အီကိုမေဂျာကင်းနဲ့နေကြီးစတိခဲ့တာတော့နေကြီးမိုးလေးတော်တာကြောင့်လေကင်းဟာကိုညီခဲ့တာနေစခဲ့တာပါကင်းကနေကြီးကိုရီးယားကားရလို့မင်းသမီးကအရက်မှုလို့မင်းသားကုန်းပိုးပြီးတော့ထန်းခေါ်ပေးခဲ့ရမျိုးလည်းမဟုတ်ပါဘူး။တရုတ်မင်းသားတွေလို့ရှောင်းလေတိုင်းနဲ့အဝေးရနေပြီးတော့မှလာခဲ့ခဲ့ရလည်းမဟုတ်ပါဘူး။သူရနေပြီးတော့မှမိုးလဲခဲ့တဲ့နေကြီးကိုမြမမင်းသားတွေလို့အနီးနားနေပြီးတော့ပဲအနောက်ကနေလှမ်းပြီးတော့ထိမ့်ပေးထားတာပါ။ဟဲ့လောက်ကြပါဦး။နေကြီးနွေဟဲ့ဘာဖြစ်တာလဲမသိဘူး။ဟဲ့သူ့ကိုယိုဖုံးဆက်လိုက်လေအပြင်မှာရှိမှာပေါ့။ဟဲ့လာကြပါဦး။နေကြီးနွေရမိုးလဲလို့တဲ့ရှူစေးပေးပါအောင်နေကြီးတငယ်ချင်းတွေရဲ့အလိုက်ကန်တရားမသိအော်ဟစ်ဆူညံတန်နေကြလေနေကြီးတတိရလာတော့အရင်စောလူတယောက်ရဲ့ရင်ခွင်ထဲမှာနေကြီးရောက်နေတယ်ကျောင်းရဲ့တော်ဝင်ရလို့တော်ဝင်လမ်းလို့ပေးထားတဲ့လမ်းပေါ်မှာနေကြီးမိုးလဲသွားတဲ့အချိန်မှာဘေးမှာလေဘာမှဖြစ်မြောက်မကိုညီနိုင်မင်းနဲ့ဝိုင်းဟော်နေကြတဲ့နေကြီးရဲ့မြောင်မိုးလဲတငယ်ချင်းမာရီနဲ့ကွိကြီးနဲ့ဝိုင်းကြည့်နေကြတဲ့လမ်းသွားလမ်းလာကျောင်းသူကျောင်းသားတွေရဲ့ကြားမှာနေကြီးကိုပွေထားပြီးတဲ့သူကိုမော့ကြည့်လိုက်တော့အိုးနေကြီးကြိုက်တဲ့ကိုရီးယားကာရီယာမင်းသားလေးရပဲချောလိုက်တာသူစီကရင်မွေးနံနဲ့ချွေးနံပေါင်းပြီးတော့မှရလာတဲ့အနက်လေးရလေမူးနေရဲ့ခေါင်းကိုတော့မှပြန်ကြည့်လာစေပါရဲ့အဆင်ပြေလားကြားလိုက်ရတဲ့သူ့တန်တော့လေကေပေါ့တန်စင်လေးလိုပဲအော်ရှာနဲ့နေကြီးသူ့ကိုငေးကြည့်နေရနေပြီးတော့အော်ဟုတ်ကဲ့နေကြီးကိုမတည့်ရလို့ရအောင်ဆွဲထုတ်ပေးပြီးတော့မှခြေလမ်းကြီးတွေနဲ့ဆက်လျှောက်သွားတဲ့သူ့ကိုငေးပြီးတော့မှတော်ဝင်လမ်းတစ်ခုလုံးကပန်းရောင်တန်းသွားလို့ပါတဲကိုစူပြေလှပတာပဲကြီးနှက်လိုက်တာဟဲ့နေကြီးမတရေလေးပါလေးတော့စူရင်နေရတဲ့ကျမတို့လည်းအဖက်လေးပါလေးလုပ်ပါဦးဟဲ့तू ကဘသူလဲတော်တော်ချောရပဲနင်တို့သူ့ကိုသိလားဟဲ့ကင်းလေငါတို့ထက်တန်းကြီးတယ်စင်မင်းသူတဲ့နာမည်ကြီးပါမော်ဒယ်လေးလုပ်တယ်နင်မသိဘူးလားတကယ်ငါမသိဘူးကြွေပြီးငါသူ့ကိုကြွေသွားပြီမဲရွယ်ပြီးတော့မှမျက်စောင်းထိုးနေကြတဲ့တငယ်ချင်းမတွေကိုတမင်ချန်ထားပြီးတော့မှကင်းနောက်ကိုအမိပြေးလိုက်ခဲ့ပြီလေမမီတော့ပါဘူးဟာကွာကင်းဘာကားစီးသွားလဲမသိလိုက်တော့နေကြီးနှကန်းလေးကိုစူပြီးတော့မှပြောလိုက်ပါတယ်လာဂျိုနေရဲ့ကိုကြီးစီကိုသွားပြီးတော့မှနှကန်းလေးကိုစူထားလိုက်မိပါတယ်နေကြီးဘာဖြစ်လာတော့တငယ်ချင်းတွေနဲ့စိတ်ကောက်လာလားတလန်းလုံးငြိမ်လာတဲ့နေကြီးကိုကိုရမေတော့မဟုတ်ပါဘူးကိုရဲ့နေကြီးနည်းနည်းနေမကောင်းလို့ဟာဟုတ်လားဘာလို့ခုမှပြောရလဲမှန်းကိုရနေကြီးရဲ့နပိုးလေးကိုလက်နဲ့ဆန်းကြည့်ပြီးတော့မှကိုတော့မပူပါဘူးသွေးပေါင်ကြပြန်ပြီချင်းနေမျက်နာလေးဖြူဘက်ဖြူရောနဲ့တဲလေးရဲ့ဖုန်းဆက်လိုက်ပေါ့ကျောင်းနေတီကိုကိုကြီးဝင်ကောမှာပေါ့စိတ်ကန်းတခါလေးဝင်လိုက်မယ်ရပါတယ်ကိုရဲ့မိတက်တာနေပြီအိမ်မဲပြန်မယ်မရပါဘူးဆေးကန်းဝင်လိုက်ပြီလမ်းကြုံနေရပဲကိုကြီးတဘောအားဆိုလဲနေကြီးကတော့စမြုပ်ပြန်လာအောင်ဟီးဘာလို့စမြုပ်ပြန်ပါလဲဘာမှဟုတ်ပါဘူးတွားလေးဖြီးပြီးတော့မှပကုံးလေးတွန်းပြပြီးတော့မှရီးပြတဲ့ပုံလေးကြောင့်လေကြော်စင်လေးသဘောတကျနဲ့ပြောလိုက်မိပါရဲ့ဒီကလေးပေါက်စာလေးကို2008ခုနှစ်သူ10တန်းအောင်တဲ့နှစ်ကဖေဖေနဲ့မေမေကအိမ်ကိုခေါ်လာခဲ့တာဖြစ်ပါတယ်နာခဲ့ဖြစ်တဲ့အချိန်ကေစေးတွားရင်းနဲ့AR တိုင်းပြင်စလိုကနေပြီးတော့ဖေဖေနဲ့မမေကမွေးစားဖို့ခေါ်လာခဲ့တာတဲ့အင်မတန်ကိုချစ်စရာကောင်းတဲ့9နှစ်ရွယ်ကလေးလေးစုံစမ်းကြည့်တော့လေမိဘဆွေမျိုးအကုန်လုံးကရေထဲကိုပါသွားတာကြောင့်လေတနာလွန်ပြီးတော့ရုပ်ရည်လေးကလည်းချစ်စရာကောင်းလွန်းတာကြောင့်မွေးစားဖို့ခေါ်လာခဲ့တာတဲ့အိမ်ကိုဆက်ရောက်တော့ကတော့ဘသူ့မှအကက်မခံမဲနဲ့ပိကက်ကက်လေးနဲ့တကြောင်ကြောင်မှကတ်နေပြီးတော့တွေးပြီးတော့ဝမ်းနေပြီးကြိတ်ငိုတတ်တယ်လို့ညဘက်တူလဲလန့်အော်တက်လို့ကလေးမချစ်တဲ့သူတော်မှတနာပြီးတော့ချစ်ခဲ့ရပါတယ်လျှက်စည်းလိုက်ပြီးတော့မိုးရွာနဲ့တုံးနေအောင်ကြောက်တတ်တာ
ကိုကြီးဆိုပြီးတော့မှသူ့ကိုလာဖတ်ထားတဲ့ကလေးမလေးမို့လို့လေသူ့ချစ်ပိုခဲ့ရပါတယ်အရေးတကြီးကြီးနဲ့မျက်နာတစ်ချက်အညိုးမခံမနဲ့သူ့ချစ်ခဲ့ရတယ်ဖေဖေနဲ့မမေကလည်းသမီးမင်းကလေးလိုချင်ခဲ့တာမို့နေကြီးလေးကိုတုံးနေအောင်ချစ်ကြပါတယ်တဲလေးရေမီးလေးရေနေကြီးရေနွေးလေးရေနဲ့အမျိုးစုံချစ်စနိုးနဲ့ခေါ်တက်ကြပါတယ်သွေးပေါင်ကြတာပါအားရှိရလေးစားကောင်းကောင်းအိတ်နားလိုက်တက်တာသွားမှာဆရာဝန်ရဲ့စကားကိုတေချာနားထောင်ပြီးတော့မှစိတ်ပူနေတဲ့ကိုယူအားနာပေးမယ်လေနေကြီးကတော့ကင်းဟိုပဲမြင်အောင်နေပါတယ်တဲလီညကိုအေးရေးပြက်မခံနဲ့နော်စောစောအိတ်အဲ့ဒီကိုရီးယားကားကြီးလေတိတ်မကြည့်နဲ့တော့တဲလီကအားနေနေရနော်ကိုကြီးပြောကြားလားရှင်ဟုတ်ကဲ့ကိုကြီးဖြူဘက်ဖြူရောနဲ့ငိမ့်ချက်သားကောင်းနေတဲ့ကလေးမလေးကိုစူချင်းမိမိလေးမျက်နှာလေးကြည့်လိုက်တာနဲ့တနာလာပြန်တာမလို့လေရေကမ်းမှုစားမလားကိုကြီးဝယ်ကြည့်မယ်လေတခင်နော်ကိုကြီးမျက်လုံးလေးကအယောင်ပြန်တောက်လာပြီးတော့လက်ညှိုးလေးထောင်ပြီးသူ့ကိုပြန်မေးလိုက်တဲ့ပုံလေးကြောင့်လေကြော်စင်လေးပြုံးပြုံးရင်းပဲကောင်းချင်းပြလိုက်ပါတယ်အများကြီးတော့မစားရအောင်နော်လဲပေးနာမယ်တန်းနေနေချင်းပဲစားကြလားဟုတ်ကဲ့ပါကိုကြီးရလေရေခဲမုံနေရောသူ့မစားခြင်းနဲ့မုံနေရောပါချင်းနဲ့ကောက်ထည့်ပြီးတော့ပြောနေတဲ့ကလေးမလေးကိုသူ့နောက်ကနေပြီးတော့ပြုံးပြီးတော့မှလိုက်ကြည့်နေပါတယ်ကြော်စင်လေးရဲ့ဖွားမှာဖြစ်ချင်တာတခုပဲရှိတယ်သူမလေးအမြဲတမ်းပြုံးပြော်နေဖို့ပဲဖြစ်ပါတယ်နေကြီးကင်းနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့ကျောင်းမှာကင်းကိုနေတိုင်းလိုက်ရှာခဲ့ပေမဲ့လည်းရှာလို့မတွေ့ခဲ့ပါဘူးကြားသလောက်တော့ကင်းဟာကျောင်းတက်မမှန်ဘူးတဲ့တိုက်တိုက်ဆိုင်ဆိုင်ကင်းနဲ့ဒုတိယကြိမ်ပြန်တွေ့တာတော့နေကြီးတို့ပထမနေ့ကျောင်းသူကျောင်းသားတွေအတွက်လုပ်ပေးတဲ့ကျောင်းတင်တာမှာနေကြီးတို့ဝယ်ထားတဲ့တင်တာလက်မှတ်တွေကိုအတန်းကြီးသမားတွေကလက်မှတ်စစ်ပေးကြတယ်တိုက်တိုက်ဆိုင်ဆိုင်နေကြီးရဲ့လက်မှတ်ကိုစစ်ရတဲ့သူကတော့ကင်းပေါ့နေကြီးရှိမှကင်းကလဝါပြန်ပြတော့နေကြီးလက်ထဲမှာကင်ထားတဲ့လက်မှတ်လေးကိုကင်းလက်ထဲမှာထည့်ပေးနေတမင်ပဲနေကြီးရဲ့လက်ကလေးကိုကင်းလက်နဲ့ထပ်ပေးလိုက်တော့ကင်းဟာမျက်လုံးဝါးလေးနဲ့အံ့ဩသွားလို့ကြည့်လိုက်ပါတယ်နေကြီးလေးရီလေးရည်ကျင်နဲ့ရှက်လေးရှက်တယ်နောက်တော့နေကြီးကိုမှတ်မိသွားသလိုလေးပဲမင်းနေကောင်းပြီလားဟုတ်ဂယုဆိုင်နော်ကင်းရဲ့ပုံစံလေးကမျက်စိထဲမှာမထွက်တော့ဘဲနဲ့အဲ့ဒီညတင်နာပွဲမှာအပျော်ဆုံးကနေကြီးဖြစ်လို့နေခဲ့ပါတယ်ပျော်ရွှင်မျိုးထူးစွာနဲ့ကားပေါ်တက်လာတဲ့နေကြီးကိုကျော်စံလေးကလှမ်းကြည့်လိုက်ပြီးတော့မှအမေတဲလီတော်တော်ပျော်လာပေါ့လေဟုတ်သူနေကြီးကိုတေချာကြည့်လိုက်ပြီးတော့ဒေါသထောင်းကနေဖြတ်သွားပြီးတော့မှနေကြီးနွေရှင်ကိုကြီးရဲ့ခေါ်တန်ကြောင့်လည်းနေကြီးလန့်သွားပါတယ်ကိုကြီးကစိတ်ဆိုးရင်နာမည်အပြည့်စုံခေါ်တတ်တာလေအခုလိုဝက်လာတာမေမေမသိဘူးလားသိရလေကိုရလေမေမေကဘာမှမပြောပါဘူးဘာလို့လဲကိုရလေနေကြီးတငယ်ချင်းတွေကလှလို့တဲ့နှကန်းလေးဆိုပြီးတော့မှစိတ်ကောက်ဟန်လေးနဲ့ပြန်ပြောတာကြောင့်လေဟာကွာပန်းနုရောင်တန်းနေရဲ့ရင်ညွန်လေးပေါ်ကြောက်စိမ့်အောင်ကောင်းဝတောက်တောက်ရင်ဟိုက်ကလေးနဲ့မို့နုပြိုတစ်လွင်ဟန်လေးအပြင်းနဲ့နေကြီးကိုတူးကြည့်ပြီးတော့မှစိတ်တုံမိပါတယ်ညနေကအရေးကြီးဧည့်သည်တွေ့ဖို့ရှိတာကြောင့်လေနေကြီးကိုကြောင်းတင်တာသူလိုက်မပို့ဖြစ်တာမို့နေကြီးဘာဝဲသွားမှသူမသိခဲ့တာဖြစ်ပါတယ်ကောင်းဟိုတရကြမ်းမောင်းလာမိပြီးတော့အိမ်ရောက်တာနဲ့သူတို့ပြန်လာတာကိုထွက်ကြုံနေရဲ့မမေကိုမမေတို့ကလည်းမဟုတ်သေးပါဘူးဗျာတဲလေးအဝယ်စားဝတ်တာစားတာလိုက်ပြောနေတာပဲမကောင်းဖြစ်တော့မယ်မမေကြည့်အောင်လေကလေးကကလေးမဟုတ်တော့ဘူးလှတယ်ဆိုပြီးတော့မှလှုပ်မထားတော့နဲ့နော်အနေကိုလက်ရက်ခေါနေတယ်လို့ဖြစ်နေမယ်တော်ပြီဗျာတာမပြောတော့ဘူးနောက်တခါမမေတဲတဲကိုဂယုဆိုင်ဗျာစိတ်ဆိုးမှန်ဆိုးနဲ့လေကားတက်တွေကိုနင်းပြီးတော့အပေါ်တက်ကိုတက်သွားတဲ့တားကိုကြည့်ပြီးတော့မှတော်တထားတပြင်းချလိုက်ပါတယ်ခင်မွန်းတဲ့မရှိတော့တဲ့နောက်ပိုင်းမှာစီးပွားရေးလုပ်ငန်းအားလုံးကိုရောအိမ်ရဲ့တာဝန်ကိုပါယူထားရတဲ့တားလေးကတော့သူ့ညီမလေးအပေါ်ကိုပါအပင်ပန်းခံလူလေးသေးမရှိဂယုဆိုင်တတာကိုသိပေမဲ့လေတဖြည်းဖြည်းနဲ့ပြောင်းလဲလာတဲ့တားရဲ့နေကြီးလေးပေါ်မှာချစ်တဲ့အချစ်တွေကိုလေတနေ့တခြားသူမပိုးပြီးတော့ထင်ရှားစွာနဲ့သိလာရပါတယ်နေကြီးလေးကငငယ်ရကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့်လေအိမ်ကိုခေါ်လာပြီးတော့အတော်ကြားတဲ့အထိကိုရေမြင်တာနဲ့လန့်ပြီးတော့မှမေးသွားတတ်ခဲ့ပါတယ်သူမကိုရေချိုးပေးဖို့ရေပန်းဖွင့်လိုက်တာနဲ့မေးသွားတာမျိုးရေစလားတဲ့ရေထဲ့နေရမြင်တာနဲ့မေးသွားတတ်တာမျိုးခဏခဏဖြစ်တာမလို့လေရေဘက်ဝက်သားတိုက်ပေးခဲ့ရပြီးတော့အိမ်သာတက်ရင်တော့မှရေသုံးပြီးလို့မရခဲ့ဘူးနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ပြန်ကျင့်ပေးခဲ့ရတာဖြစ်ပါတယ်အခုချိန်ထိရေအများကြီးရှိတဲ့ပင်လယ်ကမ်းဆက်ကိုခေါ်လို့မရသလိုလေပြင်းတိုက်တာလျှက်စီးလက်ပြီးတော့မှမိုးရွာတာမိုးချိုးပစ်တာမျိုးဆိုရင်စိတ်တရာကြောင့်အသက်ခိုင်အောင်ကြောက်တက်ပြီးတော့တတိလက်မင်းမျိုးသွားတတ်တဲ့ကလေးလေးမို့လေသူမကိုတိန်လောကအရေးတကြီးကြီးနဲ့အလိုလိုက်အကြိုက်ဆောင်ပြီးတော့မှချစ်ခဲ့ကြတာဖြစ်ပါတယ်။တားလည်းအမြဲတမ်းသူ့ညမလေးကိုစိတ်ပူတတ်ပါတယ်။နေပူပူမိုးရွာရွာနေကြီးလေးကိုသူကိုယ်တိုင်ကြိုးပို့တယ်။မိုးရွာနဲ့ကြုံရင်တော့
သူညမလေးလန့်ပြီးတော့မှမေးသွားမှအမြဲတမ်းစိုးရင်နေတတ်ပါတယ်။အလုပ်ကိစ္စနဲ့ခီးထွက်နေရရင်တော့မှမိုးရွာနဲ့နေကြီးကိုကြောက်နေမှစိုးရင်ပြီးတော့မှဖုန်းဆက်တတ်ပါတယ်။နေကြီးကလည်းသူ့ကိုယ်ကြီးအတန်ကြားမှအကြောက်ပြေးတတ်တယ်။အခုတော့ပထမနေ့တက္ကသိုလ်ကျောင်းသူကြီးတောင်မှဖြစ်နေပြီမို့တနေ့တခြားအလှသွေးကြွယ်လာတဲ့နေကြီးလေးကိုဒါကတော့စိတ်မချနိုင်စွာနဲ့အမြဲတမ်းစိုးရင်နေတတ်ပါတယ်။အခုလည်းနေကြီးဝက်စားမဆူစလောက်လေးလဲပြီးဟိုက်တာမိမိကိုဒေါနေမောနဲ့ပြောသွားတာကိုကြည့်ပြီးတော့မှဖြစ်လာနိုင်တဲ့အရေးတွေကိုမြင်ပြီးတော့ဒေါ်တတသက်ပြင်းချပြီးတော့အိမ်ထဲကိုပြန်ဝင်လာခဲ့ပါတယ်။ဒီမှာကျမအမြဲတမ်းဒီစီးတီးမတ်ထဲမှာဈေးဝယ်နေကြရှင်တို့ကက်စတမာကိုဒီလိုဆက်ဆံလို့ရလားဘယ်မှာလဲမန်နေဂျာခေါ်ပေးပါဒါမှမဟုတ်လည်းဖုန်းနံပါတ်ပေးအခုပေးတော့ကျမမှအချိန်မရှိဘူးစင်မင်းသူစီးတီးမတ်ထဲမှာဈေးဝယ်ပြီးတော့ကောင်တာမှာငွေရှင်းဖို့လုပ်နေချိန်မှာစပင်အညိုရောင်ကဝဲဖောင်းဖောင်းလေးနဲ့စပင်လေးတွေမှာတန့်ရှင်းမှုတွေ့ရပြီးတော့ပေါဖောင်းဖောင်းလေးမျက်လုံးဝိုင်းဝိုင်းနှကန်းဖူးဖူးလေးအရက်ပူပူအသားဖြူဖြူလေးနဲ့ကောင်းမလေးတယောက်စီးတီးမတ်ဝင်တဲ့စကားများနေအောင်သူ့တတိထားမိပြီးတော့နှကန်းလေးထော်ပြီးတော့ရန်တွေ့နေပုံလေးကလည်းချစ်ဖို့ကောင်းလွန်လာကြလေအချီမလွဲနာအောင်ဖြစ်မိတာမို့သူမသိမသာနားထောင်ပြီးတော့ခိုးကြည့်နေမိပါတယ်။အိုးမဟုတ်ဘူးမငွေရှင်းပြီးလဲစားလို့မရပါဘူးအဲ့ဒါကြောင့်မဟဲ့စားလို့မရဘူးဆိုရင်လာပြောလေတူတူတိတိနဲ့အနားလာပြောလို့ရတယ်လေမဟုတ်ဘူးလားအမရေစီးတီးမတ်ထဲမှာတော့မုတ်စားလို့မရပါဘူးလို့လာပြောလေအခုလိုမိုင်းနဲ့အော်ပြောတာတော့ဒါတက်တက်ကက်စတမာကိုစော်ကားတာပဲမဟုတ်ဘူးလားငါလည်းစားကျင်လို့စားတာမဟုတ်ဘူးအရန်ပူလုံးလို့ပက်စံတော်မှာတကူးတကာသွားရှင်းပြီးတော့မှစားတာစင်းမင်းသူနားထောင်နေတဲ့သဘောပေါက်လာပါတယ်စီးတီးမတ်ထဲမှာရေခဲမို့ကင်စားပြီးတော့ရှောက်သွားနေလို့သူမအောင်မိုင်းနဲ့မုံမစားဖို့အော်ပြောတာမကျေနပ်ခြင်းပဲဖြစ်ပါတယ်လက်တစ်ဖက်ကစားလဲစားရေခဲမို့လေးကိုကင်ထားပြီးတော့လက်တစ်ဖက်ကခါးထောက်ထားပြီးရန်တွေ့နေတဲ့ကလေးဆန်လုံးနဲ့အဲ့ဒီကလေးမလေးရဲ့ပုံစံလေးကိုရည်ကျင်သွားပါတယ်။အိုးဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ဘက်ကမှားရတဲ့အတွက်တောင်းပန်ပါတယ်။ဟိုနောက်ကိုလေအမပြောသလိုလုပ်ပေးပါမယ်။နောက်မဖြစ်စေရပါဘူးခင်ဗျ။မရဘူး။မန်နေဂျာဖုန်းပဲပေး။ငါအဆက်ကွဲသွားပြီလေ။သူများတွေကကွက်ကြီးနဲ့မသိငါပဲငတ်လို့ခိုးစားနေတယ်လို့နဲ့အခုပေး။ဟုတ်ကျွန်တော်တောင်းပန်ပါတယ်အမခင်ဗျာ။ရှင်တောင်းပန်ရမှာမဟုတ်ဘူး။ရှင်နဲ့မဆိုင်ဘူး။မိုက်နဲ့အော်တဲ့သူကပြန်တောင်းပန်ရမှာ။နေကြီးရဲ့လာပါသွားရနားလည်မှုလွှဲရပါသူများတွေလည်းကြည်နေပြီရှက်စရာကြီးနေရလေလာပါဟာဘေးကသူမတငယ်ချင်းဟာဆွဲခေါ်နေရမို့မသွားခြင်းနဲ့နှကန်းဆူပြီးမှထွက်သွားတယ်သူမကလည်းမှားသေးတယ်သူများကိုဟောက်နေတဲ့ကလေးမလေးကိုသူသဘောတကျနဲ့ကြည့်ပြီးတော့မှပြုံးနေလိုက်ပါတယ်နောက်ရက်တွေလည်းစင်မင်းသူနေကြီးဆိုတဲ့ကောင်မလေးကိုမကြာခဏတတိယနေမိပြီးတော့တရက်တော့အမတ်မတင်ကြောင်းလေးမှာပြန်တွေ့ခဲ့ပါတယ်ကန်တင်းမှာထိုင်းနေတော့သူနဲ့မျက်စောင်းတို့ဇပွဲမှာထိုင်းနေကြတဲ့နေကြီးတို့ကိုမြင်လာတော့သူပျော်သွားပါတယ်။အေးသားလို့ကုံသွားပြီးတော့ခွက်ထဲမှာကျိုင်းနေတဲ့ရေခဲတုံးလေးကိုပိုက်လေးနဲ့ဆဲပြီးတော့မှပါဇက်တဲထဲဖို့ပဲအာယုံဆိုင်နေပြီးတော့ဘေးပင်ညာဘသူ့ကိုမှတတိမထားမိတဲ့ကောင်းမလေးကိုသူငေးကြည့်ပြီးတော့မှသဘောကျမိပါတယ်။ပါးလေးတွေရဲလာစိတ်ဝင်တစားနဲ့ဆဲယိုးနေပေမဲ့ပိုက်နေမို့ရေခဲတုံးကအစင်တပြေးနဲ့ပါမလာတာကြောင့်လေတောက်ခေါက်လိုက်ပြီးတော့ရုတ်တရက်ခွက်ကိုဆောင်းလိုက်ပြီးတော့ပါဇက်တဲကိုစက်ကနေကောက်မော့ပြစ်လိုက်ပြီးတော့မှရေခဲတုံးတွေကိုတကြွနဲ့ဒေါသတကြီးနဲ့ပလုတ်ပလောင်ဝါးစားလိုက်ပုံလေးကြောင့်လေသူသဘောကျသွားပြီးတော့တတိလက်လို့ရေးလိုက်မိပါတယ်အဲ့ဒီကနေကြီးရဲ့နောက်ကသူမတိမတာလိုက်ကြည့်နေတော့မှသူမလေးရိုင်ကနေလဲတော့ကြလေသူ့ပြေးလေးလန့်ထင်းပေးလိုက်ပါတယ်သူ့ရင်ခွင်ထဲမှာမိနေတဲ့ကောင်မလေးကိုတိကျကြည့်ပြီးတော့မှသူ့အသက်ရှူမလာအောင်စိတ်ပူနေမိပါတယ်ခဏနေတော့တတိပြန်ရလာပြီးတော့မျက်လုံးဝါးဝါးလေးနဲ့ဟုတ်ကဲလို့ပြောလာတဲ့ကလေးမလေးကိုထားပြီးတော့မှသူ့ပြေးလေးထွက်လာခဲ့မိပါတယ်သိကြပါတယ်စင်မင်းသူနေကြီးနွေနွေကိုချစ်မိသွားပြီဒါပေမဲ့အချစ်ဆိုတာစင်မင်းသူနဲ့လုံးဝမသက်ဆိုင်တဲ့အရာပါစင်မင်းသူအချစ်ရဲ့ဝေးရမှာနေရမယ်ဘတ်စကားပေါ်ထိုင်လိုက်ပြီးတော့နောက်ဆုံးခုံမှာဝင်ထိုင်လိုက်ပြီးသူ့အိုးထုတ်ကိုခက်ငငိုက်ပဲစောင်းထားပါတယ်ကားကမီးပွားမီးနေကြမှာတော့နောက်ဆုံးပေါ်ကားလှလှလေးပေါ်မှာပါသွားတဲ့နေကြီးကိုသူမြင်လိုက်ပါတယ်ဖော်ရင်တုံးတန်မြည်လာမို့ဖုန်းကန်လိုက်တော့သူနဲ့တရက်ခွက်တဲ့တငယ်ချင်းသူရစောအေးတိုင်ဟဲ့ဟာမင်းမေအဘောရှင်းဖြစ်လို့တဲ့အခုစင်းကိုသွားနေအမြန်လာခဲ့သူ့မျက်နှာကိုရုတ်တရက်ရင်ရင်းပူနဲ့လောင်းပြက်လိုက်တယ်လို့ဖြန်းကနေပုံလောင်သွားပါတယ်သူ့အဖေမရှိတော့တာအငယ်မတက်တက်ရှိပြီအမေကဘယ်သူရှက်စိတ်ကြောင့်ဘာပြန်ပြောရမှမသိဖြစ်သွားပါတယ်သူစိတ်အားငယ်စွာနဲ့ဖုန်းကွန်တက်ကနာမည်တခုခေါ်လိုက်ပါတယ်ဟယ်လိုမမပြောလေမကျော်စင်လေးကားလေးကိုနေကြီးရဲ့တင်တန်းရှိမှရက်လိုက်ချိန်မှာတော့အသားဖြူဖြူနဲ့တော်တော်လေးကိုချောတဲ့ယောက်ျားချင်းတော်မှချောတယ်လို့မှတ်ချက်ချမယ်ကောင်လေးတယောက်နဲ့ပြုံးရွှင်စွာနဲ့စကားပြောနေတဲ့နေကြီးကိုမြင်လိုက်တော့သူ့စိတ်ထဲမှာချက်ချင်းပဲဘဝမကျဖြစ်သွားပါတယ်
နေကြီးကဒီတင်တန်းကိုတက်ကျင်နေဆိုလို့အိမ်နဲ့ဝေးပြီမေလေနေကြီးသဘောကျတက်ခိုင်းခဲ့တာဖြစ်ပါတယ်အရင်ကအခုလိုယောက်ျားလေးတွေနဲ့အယောတဝေမနေတတ်ဘဲနဲ့အနေအေးတဲ့နေကြီးကအခုသူ့ကားလာကိုတော့မှမမြင်မနဲ့စကားတွေဖောင်ဖွဲ့နေပြီပျော်ရွှင်နေတဲ့ဟန်လေးကြောင့်လေသူစိတ်တူလာမိပါတယ်ကားဟွန်းတီးလိုက်တော့မှနှစ်ယောက်စလုံးလှမ်းကြည့်လာပြီးတော့သူ့ကိုမြင်တော့နေကြီးကကားစီကိုခက်တွတ်တွတ်လေးရှောက်လာခဲ့ပါတယ်ဝင်းဝါထွန်းရောဝင်းဝါအရင်ပြန်သွားပြီကိုရဲ့မိရနည်းနည်းနောက်ကျနေလို့ဘာလို့နောက်ကျနေရလဲကိုကြီးကိုစောင့်နေလို့လေဒီနေ့မှသူကလည်းနည်းနည်းနောက်ကျနေရမို့ဘာမှပြန်မပြောတော့ပေမဲ့လေနောက်နေ့ဆော့ဆော့လာကြုံမှဖြစ်မယ်လို့စိတ်ထဲကနေလေဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီကောင်လေးကဘာတူလဲကင်းမာကိုကြီးနေကြီးတို့ကြောင်းရပဲသူကလည်းဒီမှာတင်တန်းတက်တာလားဟုတ်အတန်းတော့မတူပါဘူးကိုရဲ့ကင်းတို့စင်းမှနေကြီးတို့ကတက်ရတာဒါဆိုသူကတင်တန်းဆင်းပြီပေါ့ဟုတ်တင်တန်းဆင်းပြီးတာမပြန်မနဲ့နေကြီးကိုစောင့်နေရကြအခြေအနေကိုသူသဘောပေါက်လိုက်ပါတယ်နေကြီးကိုသူလှမ်းကြည့်လိုက်တော့ကြည်နက်နေပုံရပြီးသဘောကျစွာနဲ့ပြုံးနေရမို့စိတ်ထဲမှာထင်ကနေဖြစ်သွားပါတယ်နေကြီးများဒီကောင်လေးကိုသဘောကျနေရလားလို့လည်းတန်တရားဝင်သွားပါတယ်သူအိမ်ပြန်ရောက်တာနဲ့နေကြီးအကောင့်တွေကိုဝင်ကြည့်လိုက်တော့သူမလေးကြိုက်တဲ့ BDS အဖွဲ့ဝင်တွေကတရားပုံနေနဲ့ Blackpink အဖွဲ့ဝင်တွေရဲ့ပုံတွေပဲတင်ထားတာကိုတွေ့ရပါတယ်နောက်တော့ timeline အောက်ကိုဆင်းကြည့်လိုက်တော့အသေးပုံလေးနဲ့ crash နဲ့တွေ့ရတဲ့ save the day ဆိုပြီးတော့ status တင်ထားတာကိုတွေ့လိုက်တော့သူပိုပြီးတော့မှစိတ်ပူသွားပါတယ် TikTok နဲ့ Instagram နဲ့ဝင်ကြည့်ပြီးတော့မှဘသူတွေကို follow လုပ်ထားလဲကြည်လားသူလိုက်စစ်ကြည့်လိုက်တော့ခုနကတင်ထဲမှာတွေ့ခဲ့တဲ့ကောင်လေးရဲ့ post တိုင်းကိုနေကြီးကအသေးပေးထားတာကိုတွေ့လိုက်ပါတယ်နေကြီးကထားတဲ့ TikTok ဗီဒီယိုတွေကအောက်မှာလဲအဲ့ဒီကောင်လေးက comment တွေပေးထားတယ်နေကြီးကလည်းအသေးပြန်ပေးထားတာကိုတွေ့လိုက်တော့သူစိတ်တူသွားပြီးတော့မှနေကြီးနွေးနွေးရှင်းကိုကြီးလောင်ဟုတ်အိမ်နေရဲ့ကာတွန်းအင်ဂျီအဝါရောင်ဝမ်းဆက်လေးနဲ့ကလေးရုပ်လေးတောင်မှမပြောက်သေးတဲ့ကောင်းမလေးကိုဒီမှာကြည့်စမ်းဖင်လုံးခေါင်းလုံးနဲ့ကထားတာမင်းကလေးတဲ့အဲ့ဒါကိုပောက်ကရလာမှန်ထားတာကိုလေအသက်ရပြန်ပေးထားတယ်ဟုတ်လားမင်းမရှက်ဘူးလားပြောစမ်းကလေးကကလေးလိုနေတော့နေကြည်နေရွှေရွှေရှက်ရှက်တွေကိုကြီးမကြိုက်ဘူးဟာကိုကြီးကလည်းသူများတွေလည်းဒီလိုပဲစော့နေကြတာ။တစ်တော့မှအသေးပေးလို့ရရလေ။တော်ပြန်မပြောနဲ့နော်။အဲ့ဒီတစ်တော့လည်းမစော့ရအောင်။နောက်မစော့နဲ့ကိုကြီးမကြိုက်ဘူး။ဝက်လိုက်ရင်လေအတူပြက်။တဲလေနင်ကကလေးမဟုတ်တော့ဘူးနော်။အဝတ်စားဝတ်တာလည်းစင်ကျင်ကြလား။အားရင်အကျိုးရှိတဲ့စာတွေပါဖတ်ပါလားလေ့လာပါလား။အလက်ကားနေကလိုက်ခုံလိုက်နဲ့အချိုးပြင်ထားနော်။အပိုးကမကြိုးတော့မျက်နှာထားတင်းတင်းနဲ့စူနေပြီးတော့အခုပဲကလေးရလို့ဆိုပြီးတော့အခုပဲကလေးမဟုတ်တော့ပြောနေရကိုကြီးကိုနားမလဲစွာနဲ့မျက်မှောင်ကြိုးကြည့်ပြီးတော့နေကြီးစိတ်ညစ်သွားပါတယ်ညနေကကင်းတဲ့စကားပြောနေအောင်ကိုကြီးတွေ့သွားပြီးကြတဲ့နေကြီးကိုအမြင်မကြည့်ဖြစ်နေရကိုကြီးကြောင့်လေနေကြီးလည်းကိုကြီးကိုမမြင်အောင်ရှောင်နေလိုက်ပါတယ်တားရဲ့စိတ်လျှော့ပါတားတို့ခင်နဲ့မတူဘူးလေ3နှစ်ကိုတကက်ဆိုတားနဲ့နေကြီးလေးနေရ10နှစ်တောင်ကွာတာလေတားရဲ့အမြင်ချင်းပဲတူပါမလဲတေးလီအရန်ဆိုနေမမေကဆုံးမမှာပေါ့နွေးလေးကလိမ့်မာပါတယ်တားရဲ့ရိုးအေးမမေကိုနေကြီးကိုနည်းနည်းပါးပါစောင့်ကြည့်ခိုင်းထားပေမဲ့လေမမေကသူ့ကိုသာတရားပြန်ချနေရမို့သူပို့ပြီးတော့မှစိတ်ညစ်နေမိပါတယ်ဟိုကလေးမသူ့ဆူထားပြီးကြတဲ့အခန်းထဲကမထွက်တော့ဘဲနဲ့တကားပိတ်ပြီးတော့ဆန္ဒပြနေပါတယ်အခန်းထဲကနေတယောက်တည်းတစ်တော့ဆော့လိုက်လိုင်းမော်တက်ချက်ပေါက်ကနေစကားပြောလိုက်နေလှုပ်ချင်တာလှုပ်နေမှာသူမလေးခန်းထဲကြောက်လဲအပြိုလေးဖြစ်လာပြီမို့အရင်လိုသူခဏခဏဝင်လို့မသိတော့တာကြောင့်လေမမေကိုကြည့်ဖို့ပြောတော့မမေကသူ့ကိုတရားပြန်ချနေသေးတာမို့သူကောင်းခါလိုက်ပါတယ်သူမလေးတို့ခေတ်ကဖုန်းခေးဆိုတော့လေထိန်းချုပ်ဖို့ကခက်ပါတယ်သူစိတ်မိုးစွာနဲ့တပြင်းချလိုက်မိပါတယ်ဘတ်ကားမစီးဘူးတဲ့ကလေးမမှန်တိတာစွာကားပေါ်မှာရိုက်ထိုးနေတဲ့နေစီကိုကြည့်ပြီးတော့မှစင်မင်းသူပြောလိုက်ပါတယ်ဖြစ်ချင်တော့သူတို့ကားစီးချိန်ကလူကျက်ချိန်ဆိုတော့ထိုင်စရာနေရာမရလက်ကင်ကွဲဝင်အောင်မမိတဲ့အရက်ပူတဲ့သူမလေးကိုသူငုံကြည့်ပြီးတော့မှပြုံးနေမိပါတယ်ကိုလမောင်ကိုင်ထားလေအပူလေသူစားလိုက်တော့နော်နှကန်းလေးကိုက်ပြီးတော့ပြုံးလိုက်ပြီးတော့မှရက်ဆောင်လေးထိုးလိုက်တဲ့ဟန်လေးကြောင့်လေသူသဘောကျစွာနဲ့ရေးလိုက်မိပါတယ်ကားလက်ကင်တန်းချမ်းကိုကင်ထားတဲ့သူ့လက်မအောင်တော့မှခြေပြားလေးထောက်ပြီးတော့လက်နှစ်ဖက်နဲ့ကင်ထားတာမို့ကားရိုင်တာနဲ့စကောရီယာဇီးပြူသေးလေးလိုလိုက်ရင်းရိုင်နေတဲ့ကောင်းမလေးကိုသူ့နောက်ကနေပြီးတော့တိုင်းဖက်ထားလိုက်ပါတယ်ချွေးတလုံးလုံးနဲ့ပါးလေးနှစ်ဖက်ရင်းနေပြီးတော့ရင်ကုန်စိတ်လို့ရှားနေပုံရတဲ့နေကြီးကိုသူကြည့်ပြီးတော့မှသူလဲကြည်နူးနေမိပါတယ်ကားရက်တာနဲ့နေကြီးရဲ့လက်ကလေးကိုလှန်ဆွဲပြီးတော့ကားပေါ်ကဆင်းပြီးတော့တော်ဝင်စန္ဒာတဲ့ကိုဝင်လာခဲ့ပါတယ်ဟင်နေကြီးကျော်စင်လဲမီးပွားမိနေခြင်းကားရှိရာဖျက်လျှောက်သွားတဲ့အတွဲလေးကိုကြည့်လိုက်ပြီးတော့
ထစ်ခင်းနေဖြစ်ပြီးဒေါသငယ်လေးကိုစောင့်တက်သွားပါတယ်။ကားပါကင်အမြန်ထိုးလိုက်ပြီးတော့စင်တာတစ်ခုလုံးလှည့်ပတ်ရှာလိုက်တော့လက်ကလေးတွေးထားပြီးတော့အကောင်းလေးတက်မော့မော့နဲ့တလောကလုံးဘသူ့ကိုမှမြင်ပုံမရတဲ့နေကြီးကိုမြင်လိုက်တာကြောင့်လေသူစိတ်တူစွာနဲ့စောင့်ဆွဲပြီးတော့မှခေါ်လိုက်ပါတယ်။နေကြီးနွေ့နွေ့ရှင်ဟင်းကိုကြီးလာခဲ့စမ်းသူနေကြီးကိုလက်ဆွဲပြီးတော့မှခေါ်လာခဲ့ပါတယ်။အိမ်ထိကားကိုဒရက်ကျန်းမောင်းလာခဲ့လိုက်ပြီးတော့အိမ်ရောက်တော့အခန်းထဲကဆိုပါပေါ်ဆောင်ချောပြစ်လိုက်ပါတယ်။အာကိုကြီးဟဲတားရဲ့ဘယ်လိုလုပ်လိုက်တာလဲဘာဖြစ်တာလဲဖြည်းဖြည်းလုပ်ပါတားရဲ့မမေသမီးကိုမမေ့ပါသားမေးအိမ်ကကားတစ်စီးလုံးအောင်မမြင်မင်းနဲ့မိုးမမြင်လေးမမြင်ကောင်လေးတယောက်နဲ့လက်တွဲပြီးတော့စင်တာထဲကိုဝင်သွားတာတွေ့လိုက်လို့တားဆွဲခေါ်လာငါညမလေးတော်လှနဲ့ရောင်းမမြင်စီထွက်ပြလိုက်တာပေါ့ဟုတ်လားနေကြီးနွေ့နွေ့ဟမ်အခုမှပထမနေ့ပဲရှိသေးတယ်ရီးစားထားပြီးတော့ကြောင်းမတက်ပဲဘေးနဲ့ချင်းတွေ့နေပြီအေးဒီနေ့အစပြီးတော့နင်ကြောင်းမတက်နဲ့နင့်ငါကြောင်းထုတ်တယ်နေကြီးကင်းနဲ့မခွဲနဲ့ကိုကြီးနေကြီးကိုကြောင်းမထုတ်ပါနဲ့မမေကူပြောပေးပါဦးမမေဘက်ကိုလှည့်ပြီးတော့မျက်ရည်အရွေးသားနဲ့ငိုပြီးတော့ပြောလိုက်ပြီးတော့သူ့ဘက်ပြန်လဲကြည့်လိုက်တဲ့နေကြီးကိုကြည့်ပြီးတော့ကြော်စင်လေးအသေးတွေဟက်တက်ကွဲသွားလို့ခံစားလိုက်ရပါတယ်နေကြီးကိုကောင်လေးတယောက်နဲ့တွဲလိုက်ရနေတဲ့မှာသူ့အသေးကွဲနေပြီအခုတော့ကင်းနဲ့မခွဲနိုင်ပါဘူးဆိုပြီးတော့မှငိုပြီးတော့ပြောလာတဲ့နေကြီးကိုကြည့်ပြီးတော့မှမမေသူ့ကိုဒီနေ့ကစပြီးတော့မှအပြစ်ပေးမထွက်နဲ့အန်ကိုတင်းတင်းကြည့်ပြီးတော့အပေါ်တက်ကိုတက်လာခဲ့ပါတယ်ခဏကြာတော့နေကြီးရဲ့ Facebook မှာမုံနေဆိုတဲ့ background အမဲရောင်နဲ့ status တင်ထားတာကိုသူတွေ့လိုက်ပါတယ်မုံမာနွေးလေးမုံလိုက်ပါနွေးလေးအတွက်ဆိုကိုကြီးလူဆိုလဲလုပ်ပေးနိုင်တယ်တခုပဲဘသူ့မှမပေးနိုင်ဘူးနေကြီးနွေးလေးရဲ့လို့သူ့စိတ်ထဲကပြောမိပါတယ်ဒါမမေဝင်လာလို့ရလားဟုတ်ကဲ့မမေသူမမေကိုပြန်ပြောလိုက်ပါတယ်မမေကအခန်းထဲကိုဝင်လာပြီးတော့မှတာနွေးလေးကိုအခုလိုအကျမ်းမကန်ရဘူးတာရဲ့သူတို့ရွေကနားလေအောင်ပြောပြရမှာမမေမသိပါဘူးသူနဲ့ကြိုက်နေတဲ့ကောင်လေးကြောင့်တာစုံစမ်းပြီးပြီမော်ရီလိုတရုပ်ဆောင်လိုနဲ့ကောင်မလေးတွေစီကခြူစားနေရလို့သမီးထွက်နေတာသူဒေါသရှင်ကမသေးသေးတာကြောင့်လေမမေကိုလည်းစိတ်တူစွာနဲ့အော်ပြောလိုက်မိပါတယ်ပြီးတော့အသက်ကြီးကြီးမိန်းမတယောက်နဲ့လေဘာလို့ဖြစ်နေတယ်ဆိုပြီးမှနာမည်ထွက်နေတာတာကနေကြီးကိုပြောပြမယ်လို့စဉ်းစားနေတော့မှသူတို့နှစ်ယောက်ကိုတွေ့လာတော့စိတ်တူသွားတာမမေပြောပြမယ်တာရဲ့တာလော်တကြီးလို့တော့မှနွေးလေးကစိတ်ညစ်ပြီးတော့တခုခုလှုပ်သွားမှမမေကစိုးရင်လို့ပါနွေးလေးကလိမ့်မာပါတယ်တာရဲ့သူနားလေကမမေကပြောပြပါမယ်ဘယ်ရမစိုးလေးတန်အေးလေးနဲ့စိတ်နေစိတ်ထားအေးချက်နဲ့မမေကတော့သူ့ကိုစိတ်ပြောင်းဖြောင်းဖြားနေပေမဲ့လေသူကတော့မမေနဲ့ဆန့်ကျင်စွာနဲ့ပူလောင်နေရတာမို့စိတ်မအေးပေမဲ့လေမမေကျင်းနေအောင်တော့ဟုတ်ကဲ့မမေလို့ပြန်ပြောလိုက်ရပါတယ်ဒါပေမဲ့လေအဲ့ဒီညသူတညတော့အဲ့လိုမပြောခဲ့ပါဘူးကိုရေးဝယ်လာပြီးတဲ့မမိုးအင်းရရဲ့နာမည်ကြီးတဲ့ညီမလေးကအချစ်ကိုကိုးကွယ်တဲ့လားစောင်းလေးကိုဖတ်ပြီးတော့မှနေကြီးပထမဆုံးစဉ်းစားမိတာစုလိုနေကြီးကမမိုက်တယ်လို့ကင်းရလေလူဆိုးမှမဟုတ်တာကြောင်တစ်ပတ်နဲ့အလုံးလုံးနေတဲ့လူရင်ကြီးလေးပဲအရေးချင်းလက်ရှိတယ်လို့တွေးလိုက်မိပါတယ်ကိုကြီးစောင်းလေးဖတ်နေတဲ့နေကြီးကိုသူမသိမသာကိုကြည့်ပြီးတော့နေကြီးအတိတရားလေးတစ်ခုခုတော့ရပါစေလို့ကြည့်ပြီးတော့ဆူတောင်းနေမိချိန်မှာတော့နေကြီးကရုတ်တရက်လှည့်ကြည့်ပြီးတော့ခေါ်လိုက်တာကြောင့်လေသူလန့်သွားပြီးတော့အကြောင်းအမ်းလည်းဖြစ်သွားပါတယ်ဘာလဲတမင်မျက်နှာတင်းပြီးတော့မှဖြေလိုက်ဟန်တိတာနေရကြောင်းလေနေကြီးအတစ်နဲ့ရေးလာပြီးတော့ကိုကြီးနာကိုကတ်ထန်လိုက်ပါတယ်ကိုကြီးနေကြီးလေရေးစားမထားတော့ပါဘူးဂတိပေးပါတယ်နေကြီးကြောင်းမော်ဆက်တက်ချင်တယ်နေကြီးကိုကြောင်းမြက်တက်ခိုင်းပါနော်ကိုကြီးနော်သူ့လက်တစ်ဖက်ကိုသူ့မလက်လေးနှစ်ဖက်နဲ့ဆုပ်ကန်ပြီးတော့တမင်ချဲပြီးတော့ပြောနေတဲ့ဟန်လေးကတနာစရာလေးမို့လို့လေကိုကြီးကနေကြီးကိုနိုင်ငံခြားမှာကြောင်းတက်လို့ရအောင်စီစဉ်နေတယ်အဲ့ဒါလေဟိုးငကိုကလေးကစီစဉ်ထားတာကိုကြီးတို့ရုံခွင်းလေးရှိတော့ကိုကြီးလာလိုက်ပြန်လိုက်လေလုပ်လို့ရတယ်နေကြီးခဏတော့စောင့်ဟိုရောက်ရင်အသစ်ဆန်းဖြစ်ပြီးတော့မှနေကြီးပြောသွားမှာမိမိလေးလိုက်မယ်လို့ပြောတယ်ရှင်ကိုကြီးနေကြီးလက်ပြီးတော့ခေါ်လိုက်ပေမဲ့ဘာဆက်ပြောရမှမသိဘဲနဲ့တွေ့ဝင်နေမိပါတယ်ဒါဆိုနေကြီးနဲ့ခင်ကတကယ်ခွဲရတော့မှာပေါ့အဲ့ဒါဆိုနေကြီးကအဲ့ဒီကိုမသွားခင်ထိအိမ်မှာပဲနေရမှာပေါ့ဟုတ်လားကိုကြီးနေကြီးစိတ်ညစ်သွားပါတယ်သူ့ယုံကကောင်လေးတယောက်ကိုစင်မင်းတူကြောင်စုံစမ်းခိုင်းတာလို့သူသိလိုက်ရတဲ့စင်မင်းတူနဲ့သူနဲ့ကျွဲနေတဲ့မိန်းမတို့အမြဲတမ်းလာတတ်တဲ့ရန်ကုန်မြို့ကအဆင့်မြင့်ပြီးတော့ဈေးကြီးတဲ့စာကိုနေကြီးကိုခေါ်သွားပြီးတော့နေကြီးကိုယ်တိုင်မြင်အောင်ပြလိုက်မယ်လို့သူ့တွင်းနဲ့နေကြီးကိုကြည့်လိုက်တဲ့အခါမှာတခုခုကိုစဉ်းစားနေရတဲ့ငင်းနေတဲ့ကလေးမလေးကို
သူချီးမွားစွာနဲ့ငေးကြည့်နေမိပါတယ်။တိမ်နေနေတဲ့သူရရချစ်မိသွားဖို့သိပြီးတော့မဖြစ်နိုင်ပါဘူးတဲ့။ဒါမဲ့သူကတော့အမြဲတမ်းမြင်နေရတဲ့ဒီကလေးမလေးကိုမြင်လိုက်တိုင်းမှလည်းချစ်လွန်းလို့ဆွေကနေကောက်ချီလိုက်ခြင်းပြီးတော့ပခုံးပေါ်ထမ်းသွားခြင်းစိပေါက်မိပြီချစ်တဲ့စိတ်တွေကတနေ့တနေ့ပို့ပြီးတော့မှတိုးလာနေပါတယ်။သူမလေးပြုံးနေတာပဲသူမြင်ခြင်းတယ်။သူမလေးမျက်နှာညှိုးငယ်နေသူမနေတတ်ပါဘူး။အလိုလိုဒိုးသားထွက်မိပြီးတော့အလုတ်ထဲမှာပါစိတ်မပါနိုင်အောင်ဖြစ်မိတဲ့အခါပေါင်းလည်းမနှေးပါဘူး။ဒါကြောင့်လေသူမလေးနိုင်ငံသားမှာကြောက်တက်နိုင်ဖို့သူကြိတ်ပြီးတော့မှစီစဉ်နေရဖြစ်ပါတယ်။နေကြီးငငယ်လေးကစားတော့ပြီးတော့ပညာလိုလားတဲ့သူလေးမို့လို့လေကြောက်တက်ခြင်းတဲ့ကလေးကိုစိတ်မပြတ်စေအောင်သူပြောပြလိုက်မိတာဖြစ်ပါတယ်။ဒါသူညီမလေးတဘွားအတွက်တသက်စာအမတကူကိုကျူးလွန်လိုက်ဖို့သူပြောလိုက်မိခြင်းလို့အဲ့ဒီချိန်တော့သူမသိခဲ့ပါဘူး။ကိုကြီးနေကြီးတွားရတော့မယ်နော်။ဖုန်းလေးကန်ပြီးတော့အပေါ်တက်ကိုတက်သွားတဲ့နေကြီးကိုသူခေါင်းကြီးပြလိုက်ပါတယ်။နေကြီးပို့လိုက်တဲ့ message ဖတ်ပြီးတော့စင်မင်းသူတေချာစဉ်းစားပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။နေကြီးကိုတွားခိုးမယ်။အမှန်တိုင်းပြောရရင်တော့သူ့ရည်မဲ့ချက်အောင်မြအောင်ကြိုးစားနေချိန်မှာသူမိမမယူချင်ပါဘူး။သူ့မှာလည်းဘာမှအဆင်အသင့်မဖြစ်သေးပေမဲ့လေနေကြီးကိုတော့သူ့ချစ်တယ်။အချစ်တစ်ခုတည်းနဲ့နေကြီးကိုသူ့ဘဝတွေကိုဆွဲခေါ်ရမှာလေ။သူဆိုးရုံမိပါတယ်။ဒါမဲ့နေကြီးကိုသူ့ချစ်တော့ဝေးရမှာတော့သူကြောက်ပါတယ်။ကင်းမေရဲ့စားတော့ဝါတော့မတက်မလို့မုံတီးစွာနဲ့စိုက်ကြည့်မှုတွေကြောင့်လေနေကြီးဘဝမှာပထမဆုံးအားငယ်စေဝင်မိပါတယ်။စိတ်ထဲကနေပြီးတော့လေကိုကြီးရေလို့ရောင်ပြီးတော့ခေါ်လိုက်မိပါတယ်။စင်မင်းသူရဲ့နင့်မလဲကိုတော်မရက်တီဖို့အနိုင်နိုင်ရုန်းကန်နေရတဲ့ချိန်မှာနေမို့လို့မိမခိုးလာတယ်နော်နင့်မှာမိမရှိမှတဲ့နင့်ကိုဘသူကကြိုက်တော့မှလဲဟဲ့ပြောစမ်းနင့်ကိုနေအောင်မြင်နေပြီများမှတ်နေလားနင့်ကိုဘသူကတိသေးလို့လဲကို့ဘာသာဆွဲချနေအကောင်အေးငါကတော့ဘာမှတာဝန်မယူပေးနိုင်ဘူးနော်ငါဟာနေငါတော့မှအကျွေးတွေနဲ့အနိုင်နိုင်ပြီးတော့နင်တို့ငါသဘောတူပြီးတော့မှပေးစားထားတာမဟုတ်ဘူးအဲ့တော့နင်တို့ဘာသာကြိုက်တယ်လို့လို့ဖြစ်လာတဲ့ကိစ္စငါနဲ့ဘာမှမဆိုင်ဘူးဟမ်အငယ်မကြတော့လေဆယ်ရဲနဲ့ယောက်ျားနောက်ကိုလိုက်ပြေးတယ်အခုလေလာပြန်ပြီနောက်တယောက်ကြောင်မပီသေးဘူးမိမခိုးလာတယ်ငါလည်းသားသမီးကံအောင်မကောင်းပါဘူးရုပ်ကလေးနဲ့မှမလိုက်အပြောဆိုကြမ်းတဲ့နဲ့ကင်းမိကြလေအမြဲတမ်းအေးချမ်းစွာနဲ့ပြုံးနေတတ်ပြီးတော့နေကြီးကိုလေးတန်မမာနေတာမှမပြောတတ်တဲ့မိမိရဲ့မျက်နှာကိုမြင်အောင်လာပြီးတော့အားငယ်စွာနဲ့မျက်ရည်ကျမိပါတယ်ဟက်ကောင်မမျက်ရည်ကျမနေနဲ့ငါဒီနေ့ဝိုင်းရှိတယ်နမိတ်မကောင်းအောင်ကြက်တည်ကိုမရှိဘူးနေကြီးကိုလက်ညှိုးထိုးပြီးတော့မှပြောလိုက်တာကြောင့်လေနေကြီးလန်သွားပြီးတော့ကင်းရဲ့နောက်မှာပုံလိုက်မိပါတယ်အမေအဲ့လိုတော့မပြောပါနဲ့ကျွန်တော်ချစ်လို့ခိုးလာတာအမေသဘောမတူလည်းမတက်နိုင်ဘူးအမေကိုလည်းဘာမှတောင်းရင်မယူခိုင်းဘူးကင်းကအဲ့လိုပြန်ပြောလိုက်တာမို့နေကြီးဘက်မှာကင်းတယောက်ရှိသေးလို့တော်ပါသေးတယ်လို့နေကြီးတွေးလိုက်မိပါတယ်ကင်းရဲ့အိမ်ကိုမတင်ရဲစွာနဲ့လမ်းကြိုလမ်းကြားလေးတွေကအနှစ်ချုပ်နဲ့ငှားထားပါတယ်ဆိုရဲတိုက်ပူတေးသေးလေးစီကိုပါမေမေနဲ့ကိုကြီးလိုက်လာတော့နေကြီးမျက်နှာချင်းမင်မဆိုင်ရတာမို့ကိုကြီးနဲ့မျက်လုံးချင်းမစုံအောင်နေခဲ့ပေမဲ့လေနေကြီးကိုနှမျောတတစွာနဲ့ငေးကြည့်နေကိုကြီးရဲ့မျက်နှာကိုနေကြီးနဲ့မျက်စောင်းတို့ကပြီးတော့မှန်နေရနေလှမ်းမြင်နေရပါတယ်မေမေတို့ကမင်္ဂလာဆောင်ပေးမယ်လို့ပြောပေမဲ့လေကင်းရဲ့အမေကသူ့သားနာမည်ထိခိုက်မှာစိုးရင်လို့ဆိုပြီးတော့နေကြီးတို့အိမ်မှာပဲရှင့်နေခေါ်ပြီးတော့လက်မှတ်ထိုးခိုင်းပါတယ်နေကြီးမေမေနဲ့ကိုကြီးကိုကတော့အန်ဟိုတင်းတင်းကျိတ်ပြီးတော့မျက်ရည်တွေဝိုင်းပြီးတော့မျက်နှာကြီးနီးနေတဲ့ကိုကြီးနဲ့မျက်ရည်တွေတုပ်ပြီးတော့တခုခုဆိုရင်မမေကိုပြောတော့သမီးလေးဆိုပြီးတော့စိတ်မချစွာနဲ့ငိုးနေတဲ့မမေတို့ရဲ့စေတနာမေတ္တာတွေကိုနေကြီးတီးခဲ့ရပေမဲ့လေနောက်ကျသွားပြီမို့နေကြီးလည်းငိုနေမိပါတယ်နေကြီးတို့အိမ်မှာလိုက်နေဖို့ခေါ်ပေမဲ့လေနေကြီးကတော့ညင်းခဲ့ပါတယ်နေကြီးရွေးချယ်ခဲ့တဲ့လမ်းကိုနေကြီးဘာသာရှောက်ရမှာပဲလေပြီးတော့ကင်းရနေကြီးကိုချစ်ပါတယ်ဟဲ့ဟုတ်ကောင်းမလေးမထသေးဘူးလားညီကိုညီတထေးသမီးဆိုပြီးတော့ငါအိမ်မှာတော့လက်ကြောမတင်ဘောကြောလာမလုံးနဲ့နော်မရဘူးထဆန်းအခုထဟုတ်ကဲ့ပါမေနေကြီးအိယာအလန့်တကြားထားလိုက်ပြီးတော့ဟမ်ဘယ်ချိန်ရှိပါလဲလို့တွေးလိုက်မိပါတယ်နာယိုကြည့်လိုက်တော့မနေ့9 နာရီစောပါသေးရဲ့လို့တွေးလိုက်ပြီးတော့မှဟုတ်ဘာလို့ပေးရမလဲမေအေးဒီပကံတွေကိုဆေးလိုက်ညကလေးကစားထားတဲ့ပကံခွက်ရောက်တွေကိုတခါတည်းမဆေးရတာကြောင့်လေဟင်းနဲ့နေကတိုးနှံ့ထွက်ပြီးတော့နေကြီးအန်ကျင်သွားပါတယ်နောက်ဘေးရေတိုင်ကြီးကြီးတွေကရေတွေကိုခတ်ထုတ်လိုက်ထိုင်ဆေးလိုက်နဲ့ပကံတွေဆေးပြီးချိန်မှာတော့ရှော့ဒီငါကင်လိုက်တဲ့နေကြီးမကင်ရတာကြောင့်လေဟိုလေအမေနေကြီးမကင်ရဲဘူးအမလေးမဲမင်းကြီးမရေညီကိုညီတထေးသမီးစတိုင်နဲ့ငါအိမ်မှာလာမဖမ်းနဲ့လို့ပြောထားတယ်မလားမြန်လို့ငါဒီနေ့သွားစရာရှိတယ်ညီကိုပြောနေရနဲ့စောစီလက်တိတ်တယ်အေးတကယ်တည်းဟ
ဟုတ်ကဲ့ပါဒီလောက်ကတော့နေကြီးတီးခံနိုင်ရမယ်လို့စိတ်အားတင်းပြီးတော့မှငါ့ကိုဂိုင်းလိုက်ပါတယ်အမလီကုန်ပါပြီတော့မေမင်းကြီးမဖဲအတန်ကျင်းနဲ့អော်လိုက်တာမို့နေကြီးလန်သွားပါတယ်ကင်းကအိယာကနေထလာပြီးတော့ဘာဖြစ်နေရလဲမေအမလီဒီမလေးမင်းရဲ့ရွှေပေါ်မြတင်မိန်းမငါးကင်ထားတာတဲ့အမလီဦးမထုတ်အကျေးကွန်မခွာနဲ့ဒီတိုင်းခုတ်နေတာကိုကြည့်အောင်အသားတွေလည်းမွားကြည့်ကုန်ပြီငါစိတ်ညစ်ပါတယ်စင်မင်းသူရဲ့နင်ဘလို့မိန်းမကိုခေါ်လာတာတော့နေကြီးစိတ်မကောင်းစွာနဲ့မျက်ရည်တွေပို့ပေါက်ကျလာပါတယ်ကင်းမီရဲ့အော်ရာတွေကိုနေကြီးကြောက်လဲကြောက်ရှက်လဲရှက်ပါတယ်ကင်းကငါ့ကိုကြည့်ပြီးတော့ရီးလိုက်ပြီးတော့မှအမေကလည်းနေကြီးမှမလုပ်တတ်တာအမေကသွားလုပ်ခိုင်းတာအေးနင်မိန်းမကိုငါအလှကြည့်ထားမယ်ကြားလားဖျားစင်ပေါ်တင်ပြီးတော့လေတနေ့3ချိန်ကြော့လိုက်မယ်ဘာမှမလုပ်ခိုင်းတော့တကယ်တည်းခြေစစ်မချိုးလက်စစ်မချိုးဘလုံးများကြီးပြင်းလာလည်းမသိပါဘူးလာခဲ့နေကြီးရဲ့လက်ကလေးကိုဆွဲပြီးတော့မှအခန်းထဲဆွဲခေါ်သွားမို့ကင်းမေရဲ့အတန်းအနောက်မှာကျန်ခဲ့ပါတယ်ဟမ်အမေကအဲ့လိုပဲအမြဲတမ်းအော်ကျနဲ့စိတ်ထဲမထားနဲ့နောက်ဆုံးလှုပ်တက်သွားမှာပေါ့အလှပြင်တော့ကြောင်းသွားကြမယ်ကြောင်းသွားမယ်နေကြီးပြောလိုက်တော့ကင်းကခေါင်းငိမ့်ပြပြီးတော့ဟုတ်တယ်လေကိုမိမကိုကကြောင်းထားပေးရမှာပေါ့ပြောလာတဲ့စကားကြောင့်လေနေကြီးပြောသွားပါတယ်နေကြီးလည်းကြောင်းတက်ချင်တယ်လေနေကြီးပုံစံစုပ်ပြက်နေပြီးတော့ငားညီနေနေလဲနန်းနေရကြလေအိုးနေဟုတ်ကင်နေကြီးရေချိုးလိုက်အောင်မယ်ခဏဆောင်နော်ရေမြမြန်ချိုးလိုက်ပြီးတော့အမြန်ပြင်ဆင်ပြီးတော့ကင်းလက်ကိုဆွဲပြီးတော့ဘတ်စကားဂိတ်ကိုထွက်ခဲ့ပါတယ်နေကြီးအတွက်ကတော့ကင်းနဲ့တူတူကြောင်းတက်ရတဲ့အခြေအနေကပျော်စရာအတီးဆိုပေမဲ့ကင်းမီနဲ့အိမ်မာနေရတဲ့အခြေအနေကတော့ငရဲကျနေတယ်လို့ပါပဲထိုင်လေထိုင်မြန်ပြီထနေလေထနေပြန်ပြီဆိုပြီးတော့ပြောဆိုနေတတ်ပြီးအဆိုးဆုံးကတော့အိမ်မှာဖဲဝိုင်းထားပြီးတော့သူတို့ဖဲရိုက်ပြီးတော့စားဖို့နေကြီးကိုချက်ပြုတ်ခိုင်းခြင်းပါတခါတလေနှက်ခမ်းမဲရှိတဲ့အခန်းထဲမှာဖဲလိုက်ရတဲ့ယောက်ျားတွေနဲ့အခန်းထဲကို2ယောက်တည်းဝင်သွားတဲ့အချိန်လေးဆိုရင်နေကြီးရဲ့မျက်နှာဘယ်နှထားရမှမသိအောင်ဖြစ်ရပါတယ်နောက်ပြီးတော့ဖဲဝိုင်းလာတဲ့ယောက်ျားတချို့ကနေကြီးကိုထိကဘာရိကဘာလှုပ်ချင်တယ်လို့စကားပြောရင်တော့မှကင်းမီကမသိချင်အောင်စောင်းနေရကြလေနေစရာကင်းကိုပြန်ပြောမိလေတားမိတွေစကားများကြပြီးတော့နောက်တနေ့နေကြီးကိုပဲပြဿနာရှာပြန်ပါတယ်ကျော်စင်လေးနေကြီးကိုတတိရတဲ့စိတ်ကြောင့်လေနေကြီးကြောင်းရှိမှသွားဆောင်နေလိုက်ပါတယ်ပတ်စကားကြက်ပေါ်အားဆင်းလာတဲ့နေကြီးလေးကိုမြင်လိုက်ချိန်မှာတော့အရင်ရတဲ့တဝက်နီးပါးလောက်ပိန်သွားတဲ့နေကြီးကိုကြည့်ပြီးတော့မှသူ့မျက်ရည်တော်ဝဲမိပါတယ်ပိန်သွားလိုက်တာနှွေးလေးရဲ့အစင်မပြေဘူးလားလို့လည်းတွေးလိုက်မိပါတယ်ရိုင်းတန်လေးနဲ့ကြောင်းနဲ့ဝင်သွားကြလေသူ့နောက်ကနေပြီးတော့နှွေးလေးလို့ခေါ်လိုက်တော့ရှင်မကြားတာကြပြီဖြစ်တဲ့နူးညံ့နှွေးထွေးတဲ့အတန်လေးကြောင့်လေနေကြီးနောက်ကိုလှမ်းကြည့်လိုက်ပြီးတော့မှကိုကြီးဖြူဘက်ဖြူရောနဲ့တွန်ရင်လေးဖြစ်နေတဲ့နေကြီးလက်ကလေးကိုသူ့ဆုပ်ကန်လိုက်ပြီးတော့မှနေမကောင်းလားပိန်သွားလိုက်တာနှွေးလေးရဲ့မျက်ရည်တွေကျလာတဲ့ကလေးမလေးကိုသူ့ပကုံးလေးကိုဖတ်လိုက်ပြီးတော့မှကားထဲကိုသွားမလားနေကြီးကခေါင်းငိမ်ပြတာကြောင့်လေသူခေါ်လာခဲ့လိုက်ပါတယ်ကားပေါ်ရောက်တော့ကင်းမပါဘူးလား။အိုကင်းကကြော်ညာရိုက်စရာရှိလို့တဲ့ခီးထွက်သွားတယ်။သူနင်းငယ်ပြုံးလိုက်ပြီးတော့မှနွေးလေးစင်ရောပြေလား။ပြေပါရဲ့ကိုရဲ့။လိန်နေမှသိပေမဲ့လည်းမသိကြအောင်ဆောင်းလိုက်ပြီးတော့မှကင်းနဲ့ရောအဆင်ပြေရဲ့လား။အိုပြေပါရဲ့ကိုကြီး။ကင်းကနေကြီးကိုချစ်ပါရဲ့။ဒါဆိုသူ့မိနဲ့အဆင်မပြေဘူးလား။သူတယောက်ချင်းမေးလိုက်ပြီးတော့နေကြီးမျက်နှာလေးကိုတေချာစိုက်ကြည့်ပြီးတော့အကဲခတ်နေပါရဲ့။ပြေပါရဲ့ကိုရဲ့နေကြီးလေးညာနေမှကိုသူသိပါတယ်ကင်းတို့အိမ်ကိုသူသွားတော့ကင်းမေကိုသူသဘောမကျတာကြောင့်လေနေကြီးတို့အိမ်ပြန်လာနေဖို့သူမမေကိုပြောခိုင်းပါသေးတယ်ကိုကြီးနေကြီးကိုစိတ်ဆိုးနေသေးလားယင်မရဲတရဲ့မေးပုံလေးကြောင့်လေသူတနာသွားပြီးတော့စိတ်မဆိုးတော့ပါဘူးကိုကြီးကနေကြီးပြောရင်ပြောပါတယ်အခုကအရန်ပိန်နေလို့လေနေရောကောင်းရဲ့လားစေကန်းသွားပြမလားမပြတော့ပါဘူးကိုရဲ့ရေခဲမုတ်စားမလားရေခဲမုတ်နေကြီးတိတ်ကြိုက်တဲ့ရေခဲမုတ်တော့မှမစားဖြစ်တာတတိမရတာ2လလောက်ရှိတော့မှာပဲတော်ပါပဲကိုကြီးရဲ့ကျော်စင်နဲ့စိတ်ထဲမကောင်းစွာနဲ့တက်ပြင်းချလိုက်ပါတယ်ရေခဲမုတ်မပြောနဲ့ရေခဲဆိုတဲ့အတန်ကြားနေတယ်မျက်လုံးလေးကအယောင်လက်သွားတက်ပြီးတော့နေတိုင်းစားလွန်းတာမို့စကီးနဲ့စားဖို့တားယူရတဲ့အထိပါရေခဲကြက်လုံးနဲ့ဒီကလေးမလေးစီကစိတ်မပါတဲ့အတန်နဲ့တော်ပါပြီလို့ဆိုလာတာကြောင့်လေသူအံ့ဩသွားတယ်လို့တနာလေးတနာမိပါတယ်မမြင်ရတဲ့1လကျော်2လအတွင်းမှာနှွေလေးကအရန်ပြောင်းလဲသွားပါလားလို့လည်းသူတွေးလိုက်မိပါတယ်လေပြင်းတွေတိုက်လာပြီးတော့မိုးရောလေပါပါလာတာဝုန်းတိုင်းနဲ့အတန်တွေကျဲလာတာကြောင့်လေ
နေကြီးကြောက်တိုးရီတောင်တုံလာပြီးတော့ခေါင်မို့မောကြည့်လိုက်ပါတယ်နေကြီးကင်းတို့အိမ်ကိုရောက်ပြီးတော့ဒါပထမဆုံးမိုးရွာတာဖြစ်ပါတယ်မိမိတို့အိမ်မှာတော့မိုးတန်အခုလောက်တခါမှမကြေဘူးပေမဲ့ကင်းတို့အိမ်ကတော့မိုးတန်နေရစူညံလွန်းတာကြောင့်လေခေါင်မို့မောကြည့်ပြီးတော့အပေါ်မှာမြင်းနေရတဲ့တွတ်တွေကိုတန်တော်ကြည့်ပြီးတော့နားနှစ်ဖက်ကိုလက်နဲ့အုပ်ထားမိပါတယ်အမလေးလေးမဲမင်းကြီးမရေငါနဲ့ကိုဘယ်လိုလုပ်ရမလဲဟမ်သွားစမ်းအပြင်မှာလှမ်းထားတဲ့အဝတ်တွေကိုသွားရုပ်လေအော်ထိုင်ပြီးတော့နားတောင်ပိတ်ထားလိုက်သေးတယ်သွားအခုသွားနေကြီးကိုမျက်လုံးပြူးကြီးတွေနဲ့ကြည့်ပြီးတော့မှအောနေရကြလေပါရီပြောနေမှလည်းမကြားရမို့အမေကိုနေကြီးတေချာဆက်ကြည့်နေတော့နေကြီးကိုစိတ်မရှိတော့တဲ့ပုံစံနဲ့ကင်းမယာနေကြီးကိုအတင်းဆွဲပြီးတော့မိုးရီတွေကိုအတင်းလွတ်နေရမို့နေကြီးကြောက်လန့်စွာနဲ့အိမ်ထဲကိုအမြန်ပြေးလာပြီးတော့တကားကိုကင်ထားလိုက်ပါရဲ့ကင်းမယာဒေါသတကြီးနဲ့နေကြီးကိုရိုက်ပြီးတော့မိုးရီတွေကိုအတင်းတွန်းလွတ်နေရကြလေနေကြီးအိမ်ပြင်ဘက်ကိုရောက်သွားချိန်မှာရုတ်တရက်လျက်စီးလှက်လိုက်တာကိုမြင်လိုက်ရတော့နေကြီးလက်ဖြတ်သွားပြီးတော့ကိုကြီးရေလို့ပါဇက်ကအော်လိုက်ပြီးဘာမှမသိတော့ဘဲနဲ့တတိလက်သွားခဲ့ပါတယ်ကျော်စင်လေးမနက်ကမြင်ခဲ့ရတဲ့နေကြီးရဲ့မျက်နှာလေးကိုတနေ့ကောင်ပြန်မြင်အောင်ပြီးတော့စိတ်မကောင်းဖြစ်နေရမို့နေကြီးကြိုက်တဲ့မုတ်ကလေးတွေကိုဝယ်ပြီးတော့ကင်းရင်ဘက်ကိုကားကိုဥတီမောင်းလာခဲ့ပါတယ်အိမ်နာရောက်ကန်နေတော့မှရုတ်တရက်မိုးကအချင်းကားမဟုတ်ရွာလာတာကြောင့်လေဒီမိုးရွာပေါ်ကနေကြီးကြောက်မဲ့ပုံစံမျိုးမို့သူနေကြီးကိုဖုန်းခေါ်လိုက်ပါတယ်နေကြီးကဖုန်းမကင်တာကြောင့်သူ့ကားကိုအမြန်မောင်းခဲ့ပြီးတော့ကင်းရင်ရှိကိုအရောက်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းရတော့အပြင်ထွက်ဖို့အတင်းညင်းနေတဲ့နေကြီးကိုကင်းမေကအတင်းထုရိုက်နေပြီးတော့အတင်းတွန်းလွှတ်လိုက်တဲ့ချိန်မှာနေကြီးအိမ်ပြင်ဘက်ကိုရောက်သွားတဲ့ခိုက်မှာလျှက်စီးလက်လိုက်တာကြောင့်လေနေကြီးမိုးရီထဲမှာခွေကနေလဲကျသွားတာကိုသူမြင်လိုက်ရပါတယ်မျက်လုံးတွေပြဝဲပြီးတော့နေကြီးစီကိုအပြေးလေးပဲသွားလိုက်မိပါတယ်နေကြီးကိုပွေ့ခေါ်ပြီးတော့စေကန်းရှိအောင်မိုးရီထဲမှာအသက်ကုန်ကားကိုမောင်းထွက်လာခဲ့ပါတယ်စေကန်းရောက်ကန်ဒီသတိတစ်ချက်ရလာပြီးတော့ကိုကြီးရေလို့ခေါ်လိုက်ပြီးတော့ပြန်မေ့သွားတာကြောင့်လေသူ့ပါးပြင်ပေါ်ပူနွေးတဲ့မျက်ရည်စီးကြောင်းနေရကျလာပါတယ်မြင်ကွင်းနေဝေဝါးသွားတာကြောင့်လေလက်ခုံနဲ့အမြန်တုတ်လိုက်ပြီးတော့ဝမ်းနဲ့ဝမ်းသာဖြစ်မိပါတယ်ငယ်တော့အတိုင်းတစ်ခုခုဆိုရင်မိမိကိုတပြီးတော့အာကိုတကြီးဖတ်ထားတဲ့ကလေးလေးရဲ့စိတ်ထားလေးအခုထိမပြောင်းသေးတာကိုသိလိုက်ရလို့သူကြည်နပ်မိပေမဲ့နေကြီးလေးသတိလက်သွားတဲ့တီကိုနှိပ်စက်ခံနေရတာသူ့မျက်လုံးနဲ့မြင်လိုက်ရတာကြောင့်လေတနာမိပါတယ်လမ်းဘေးမှာတွေ့တဲ့စေကန်းတစ်ခုကိုနေကြီးကိုပွေ့ချပြီးတော့ခေါ်လာခဲ့ပါတယ်ဆရာမလေးကစစ်ကြည့်ပြီးတော့ပြုံးပြလိုက်ပြီးတော့မှဝမ်းသာပါတယ်ရှင်ရှင့်မျိုးသမီးမှာကိုဝင်ရှိနေပြီဗျာသူတို့နှုတ်ကိုလင်းမယားတင်ပြီးတော့ဆရာမလေးကပြုံးရွှင်စွာနဲ့ပြောလိုက်ပါတယ်တစ်ချိန်တည်းမှာပဲဒေါက်တာမလေးထပ်ပြောတဲ့စကားကြောင့်လေရှင်ထဲမှာနင့်နေအောင်နေကြီးကိုတနာပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်ဒါမဲ့လေလူနာကအရန်အားနေနေတယ်ဖြစ်နိုင်တော့အေးစေးနားစေချင်တယ်အခုလိုချိန်ကအစားတောက်ပြတ်တက်ပြီမဲ့လေအစားဝင်အောင်တော့ကြွရမယ်တိတ်အားနေနေရတော့မကောင်းဘူးရှင်ဟုတ်ကဲ့ပါဒေါက်တာခဏနေသတိရလာမှာပါစိတ်မပူပါနဲ့သူ့မျက်နှာဘလောက်တောင်ပြည့်ရွှင်းနေလဲမသိပါဘူးဒေါက်တာတော့သူ့ကိုပြန်အားပေးသွားပါတယ်ဟုတ်ကဲ့ပါဒေါက်တာကျေးဇူးတင်ပါတယ်ဆရာမလေးပြန်ထွက်သွားတော့သူနေကြီးရဲ့မျက်နှာကိုစကြည့်ပြီးတော့လက်တစ်ဖက်ကနှစ်ပိုးပေါ်တင်းနေတဲ့သပင်လေးတွေကိုတက်တင်ပေးနေမိပါတယ်နေကြီးဖြက်ခနဲ့နိုးလာတော့ကိုကြီးကိုမြင်လိုက်ရတော့အိမ်မက်လိုထင်လိုက်မိပါတယ်ပါဇက်ကလည်းသူ့လိုကိုကြီးနေကြီးကြောက်တယ်နေကြီးကြောက်တယ်ကိုကြီးကနေကြီးရဲ့လက်နှစ်ဖက်စလုံးသူ့လက်နှစ်ဖက်နဲ့အုပ်ကင်ပြီးတော့မှမကြောက်နဲ့ကိုကြီးရှိရနော်နှွေးလေးအားလုံးအဆင်ပြေသွားမှသိလားနေကြီးအဲ့ဒီအိမ်မှာမနေချင်မနေနဲ့ကိုကြီးတို့နဲ့လာပြန်နေအခုနေကြီးမှာကိုဝင်ရှိနေပြီတဲ့တတလေးလာမမေလေးလာမသိတော့နေကြီးကလေးမေဖြစ်တော့မှာအဲ့တော့ကလေးတွေ့ပဲဖြစ်ဖြစ်အားရှိမှဖြစ်မှာနော်ကြားလားများများစားများများအိပ်ပြီးတော့မှကလေးမွေးဖို့အားမွေးထားရမယ်အပြုံးလေးတွေနဲ့ကျင်နာစွာပြောလာတဲ့ကိုကြီးကိုနေကြီးစကြည့်နေမိပြီးတော့နေကြီးမှာကလေးရှိနေရလို့တန်တော်သိလိုက်ရကြလေနေကြီးဒီလပီရီယမဖြစ်သေးမှအခုမှတတိယပါတယ်ကိုကြီးနဲ့အိမ်ပြန်လိုက်ခဲ့မလားဟုတ်နေကြီးခေါင်းညှိပြလိုက်ပါတယ်မိမိကလည်းနေကြီးမှာကလေးရှိမှန်းသိတော့ဝမ်းသာနေပြီးတော့အရင်ရတဲ့အများကြီးပိန်သွားတဲ့နေကြီးလေးကိုအားရှိအောင်နေကြီးကြိုက်တာတွေကိုချက်ကျွေးပါတယ်ဟယ်လိုကာမီကိုကြီးကဖုန်းပေးလာတော့နေကြီးမော့ကြည့်လိုက်ပြီးတော့ကင်းမှန်းသိလိုက်ပါတယ်နေကြီးဖုန်းကအိမ်မှာကျန်ခဲ့တာဆိုတော့နေကြီးကလည်းကင်းဖုန်းကိုမျောနေခဲ့တာပါဟယ်လိုနေကြီးဟုတ်ကင်းဘလို့ဖြစ်ကြလဲကွာကိုအရှိမအလုပ်အေးစေးမလုပ်ရအောင်နှစ်ယောက်တည်းရှိတာအမေစိတ်တိုင်းကြနေကြည့်နေပြီးလိုက်အားလုံးပြီးနေပြီဟောမိုးရွာနေတာအဝိမယုံလို့ဆူလိုက်လို့စိတ်ဆိုးပြီးတော့မှပြန်သွားတယ်ဆိုဟင်
နေကြီးအံ့ဩသွားပါတယ်စကားဘလောင်ပလေတက်တဲ့ကင်းမေကိုလည်းပို့ပြီးတော့မှအထင်သေးသွားမိတာနေကြီးစွန့်အားစွာနဲ့ဘာပြန်ပြောရမှမသိဖြစ်နေပါတယ်တကယ်တော့နေကြီးကင်းဖုန်းမျှော်နေမိပါကင်းဖုန်းဆက်လိုက်နေကြီးမှာကလေးရှိနေကြအောင်ပြောပြပြီးတော့နေကြီးတို့မိသားစုလေးဖြစ်တော့မှာဆိုတော့ကင်းပျော်သွားမယ်လို့လည်းမျှော်လင့်နေမိတာဖြစ်ပါတယ်ကိုဒီညတော့မပြန်လာဖြစ်သေးဘူးနော်မင်းလည်းအိမ်မပြန်လာကြင်သေးရင်တော့ဒီညအဲ့ဒီမှာပဲအိတ်လိုက်ကိုကမနေ့ပြန်မှာအိမ်ပြန်ရမှာနေကြီးလည်းမနေ့ပြန်မှာပဲပြန်လာခဲ့လိုက်တော့ကို့လောက်ကစိတ်နဲ့ဆိုင်နေကို့လည်းစိတ်ချမ်းသာအောင်ထားပါအောင်မင်းလည်းထူးထူးထတိုင်းလုံးမနေနဲ့ကိုစိတ်ညစ်လာပြီနော်ဖုန်းချသွားကြလေနေကြီးဖုန်းကိုကင်ပြီးတော့ဒေါသထွက်ပြီးတော့ဝမ်းနေစွာနဲ့မျက်ရည်ကျပါတယ်နေကြီးပြောချင်နေတဲ့စကားတွေလည်းမပြောလိုက်ရပါဘူးကင်းစီကကြားချင်နေတဲ့စကားတွေကလည်းဒီလိုစကားတွေမဟုတ်ခဲ့ပါဘူးအနည်းဆုံးတော့ကင်းစီကအားပေးစကားကြားချင်ခဲ့တာဘာလဲမအားဘူးလေလားလာမခေါ်လဲမပြန်နဲ့ဒီမှာပဲကြိုက်တယ်လို့နေလာခေါ်မှပြန်လိုက်ပေါ့နေကြီးပြီးမှဝင်းထိုင်ပြီးတော့မှပြောလိုက်တာကြောင့်လေနေကြီးဘာပြန်ပြောရမှမသိဖြစ်နေချိန်မှာအချင်းတွေကိုလှမ်းကြည့်နေမမေကမဟုတ်တာတာရဲ့လင်မယားဆိုတာဒီလိုပါပဲသူမရင်တော့နောက်နေ့တော့မမေတို့ပြန်လိုက်ပို့လိုက်မယ်လေနော်ဒီနေ့တော့ဒီမှာနေလိုက်မနေ့ပြန်မမေတို့လိုက်ပို့ပေးမယ်မမေလည်းနှွေးလေးကိုလွမ်းနေတာနှွေးလေးမှလည်းကိုဝင်နေဆိုတော့နှွေးလေးစိတ်ချမ်းသာလို့နေပါစေတာလောင်မမေပြောစရာရှိတယ်မျက်ရည်ပြပြီးတော့ခေါ်လိုက်တာကြောင့်လေစာကြည့်ခန်းထဲကိုရောက်တော့မမေကတာနှွေးလေးကိုကြည့်ရနဲ့အစင်မပြေမအောင်မမေလည်းသိတယ်တားညမလေးကိုချစ်တာလည်းမမေသိတယ်ဒါပေမဲ့မမေတို့ကဆိုင်မဲဆိုင်တာသားမပိုင်တော့ဘူးမမေတို့သဘောတိုင်လှုပ်လို့မရအောင်နှွေးလေးကအခုကိုဝင်လည်းရှိနေပြီဆိုတော့မမေတို့အရန်ဝင်ဆွတ်ဖက်လို့လည်းမရဘူးဘေးကနေထိမ့်မိတယ်လို့ပဲရမှာသူစိတ်ချမ်းသာဖို့ကလည်းလိုသေးတယ်မမေပြောတာသဘောပေါက်လားမမေကမလိုလားအပ်တဲ့ပြဿနာတွေမဖြစ်စေချင်ဘူးသားမမေကသူ့ကိုပညာရှိနေတဲ့သတိပေးနေရမို့သူ့တက်ပြင်းချလိုက်ပြီးတော့ခေါင်းညင်ပြလိုက်ပါတယ်တလားကျော်ခွေးနေခဲ့ရတဲ့ဤဆက်ညညောနေတဲ့နေကြီးအိတ်ရလေးထက်မှာစိတ်လေးနဲ့အိတ်နေရပြီမယ်နေကြီးအိတ်လို့မပြောပါဘူးမနေ့ပြန်နေကြီးအိမ်ကိုပြန်မယ်ကင်းကိုနေကြီးမှာကလေးရှိနေတာကိုပြောပြမယ်ကင်းပျော်သွားမှဘာလို့လဲမဝင့်မရဲဖြစ်မိပါတယ်နေကြီးဘဝအကြောင်းလည်းကင်းကိုပြောပြရမယ်ဒါမှကင်းကလည်းနေကြီးပေါ်မှာနားလည်မှာလို့လည်းတွေးမိပါတယ်ကိုကြီးနဲ့မမေရဲ့မေတ္တာစေတနာကိုနားလည်ပေမဲ့နေကြီးရွေးချယ်ခဲ့တဲ့လမ်းဆိုတော့နေကြီးပါတာပဲဆက်လျှောက်ရမယ်လို့တွေးလိုက်ပြီးတော့အာတင်ထားပါတယ်ကင်းဟာနေကြီးအကြောင်းမှမသိတာလို့လည်းဖြေတွေးလိုက်မိပါတယ်တကယ်တော့နေကြီးလည်းကင်းကြောင်ကောင်းကောင်းမသိပါဘူးကင်းကလည်းနေကြီးကြောင်မသိဘဲနဲ့လက်ထပ်ခဲ့ကြရပဲနိုင်ကြီးလာတော့မနေ့3နာရီရှိနေပြီမို့အိတ်တော့မှပဲဆိုပြီးတော့နေကြီးမျက်လုံးတွေကိုအတင်းမှိတ်ထားလိုက်မိပါတယ်ဘာကင်းရဲ့ online တန်ကြောင်လေနေကြီးတုံကနေနေအောင်လမ်းသွားပါတယ်ကင်းဟာမျက်တောက်နေနဲ့ကြည့်နေရကြောင်လေနေကြီးအံ့ဩသွားပြီးတော့မှဘာလို့လဲကင်းရဲ့ဘာဖြစ်ရမှာလဲကလေးရှိနေပြီဟုတ်လားမင်းမတားထားဘူးလားငါတို့ကအခုမှ18နှစ်ကျော်19နှစ်ပဲရှိသေးရဲ့လေကလေးယူရလောက်အသက်လည်းမကြီးသေးဘူးနေကြီးအလော်တကြီးကလေးယူစရာလည်းမလိုဘူးမင်းငတုံးလာနေကြီးရဲ့အခုခေတ်ကလေးစီရဲ့ဘလောက်ကြီးလဲမင်းသိလားဟုတ်သူ့ဘာသာရှိလာတော့ဘယ်တက်နိုင်မလဲကင်းရဲ့ဘယ်တက်နိုင်မလဲဟုတ်လားမင်းဘာမှမသိဘူးလားတကယ်ပဲတုံးတာလားဘာလို့ရင်ဘာဖြစ်မယ်မင်းမသိဘူးလားအခုခေတ်မှာကိုယ်တိုင်တော်မှရက်တီဖို့ဘလောက်ခက်ခဲလဲကလေးပါရှိဖို့တော့ငါမလိုချင်ဘူးမင်းဟိုတော်မှာငါကချစ်လွန်းလို့ယူဖို့ဆုံးဖြတ်ခဲ့တာနေကြီးဖြစ်နိုင်မယူရအောင်နောက်အစဉ်ပြေတော့မှပြန်ယူမယ်လေကွာနော်ကိုအောင်မြင်တဲ့ချိန်မှာပြန်ယူပါမယ်အခုပြက်ချလိုက်နော်ချော့တယ်လို့လေးပြောလာတဲ့ကင်းကိုနေကြီးတန်တော့မျက်လုံးပြူးကြီးတွေနဲ့ငေးကြည့်နေလိုက်ပါတယ်ဖေးရီဒီစကားတွေကကင်းရဲ့ပါဇက်ကထွက်လာခဲ့တာဟုတ်မဟုတ်ရဲ့လားမအေးနဲ့သာစိတ်တက်ချင်တူညီစွာနဲ့တလေးတန်နဲ့ထွက်လာတာမို့နေကြီးအံ့ဩမိပါတယ်ကဲပရိသတ်ကြီးဇလန်လေးကိုတော့ဒီနေရာလေးမှာပဲခဏလေးရှင်းနာခွင့်ပြုပါအောင်ကြံနေသေးတဲ့စာကိုတော့ဆက်လက်ပြီးတော့မှတင်ဆက်ပေးတော့မှာမို့စောင့်မျှော်ပြီးတော့မှအပိနာဆင်ပါအောင်နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတောင်ကျေးဇူးတူပဲတင်ရှိပါတယ်ပရိသတ်များအားလုံးပဲတရားပြောရွှင်စရာကောင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးပါရရှင်